US ဈေးကွက်မှာတော့တိတ်မပေါက်ရောက်လိုက်ပါဘူးသိမလား6 Pro player တွေမှမပေါ်တာဘူးငါဒီလိုလည်းငါမလုပ်ချင်တော့ပါဘူးကွာတော့ပြန်ပြီးတော့ကောင်းရန်ကောင်းကြောင်ငါပဲငါတဝမ်းတကငါပဲငါရှာစားတောက်ချင်တော့ ဟုတ်ရိုးရိုးနှွှဲလို့မရတော့ဘူးဆိုတော့သိသွားတယ်ဒီမှာစစ်မျက်နှာဘောင်းစုံဖွင့်ပြီးတော့ over စစ်ပွဲအကြီးစားကြီးကိုဖွင့်တိုက်တော့တာပဲ2019ခုနှစ်မှာ Tencent က Riot Games အမည်ခံနဲ့မွန်ဒူးကိုကယ်လီဖိုးနီးယားတရားရုံးမှာတရားဝင်ဆွဲ copyright infringement ပေါ့နော်မိုဘိုင်ခွင့်ချိုးဖောက်တယ်ဘာညာဆိုပြီးတော့ဒီကောင်တွေကကျွန်တော်တို့ game ကိုခိုးပြီးတော့ Mobile Legends Bank ကနေပတ်စံတွေအများကြီးရှာနေပါတယ်ပေါ်တင်ကူးချနေပါတယ် Mobile Legends ဆိုတဲ့နာမည်ကိုယ်တိုင်က League of Legends နဲ့စင်တူရိုးမှာပြန်မလားမသိတဲ့သူတွေကခံသွားရအောင်ပေးထားပါတယ်ဆိုပြီးအချက်လက်အပြည့်စုံနဲ့ဆွဲတာဒါပေမဲ့မွန်ဒူးကလှလှပပလေးရှောင်ထွက်သွားတယ် foreign non convenience ဆိုတဲ့ဥပဒေကိုသုံးပြီးတော့ဒီမှာလာမဆွဲနဲ့မင်းရှင်းချင်ရင်တရုတ်ပြည်မှာရှင်းဆိုပြီးတော့တရားရုံးကိုရှောက်လိုက် US တရားရုံးကဟုတ်ကားပဲသိမလားမင်းတို့နှစ်ကောင်လုံးကတရုတ်ကုမ္ပဏီတွေပဲ Riot ရဲ့ဖေဖေ Tencent ကလည်းတရုတ်မွန်ဒူးကလည်းတရုတ် US မှာလောက်လာမရှုံးနဲ့တရုတ်တရားရုံးကိုကြောင်းဆိုပြီးတော့အမှုကိုပက်လက်လိုက်တယ်ဒါကမွန်ဒူးအတွက်အကြီးအကျယ်အချိန်ဆွဲလိုက်နိုင်တဲ့ပထမဦးဆုံးတော့သူတို့ရဲ့နိုင်ခွက်ပဲသူတို့က US ဈေးကွက်မှာဆက်ပြီးတော့ဝင်ငွေရှာခွင့်ရပါတယ်တည့်အတိုင်းပဲ US ဈေးကွက်မှာတော့တိတ်မပေါက်ရောက်လိုက်ပါဘူးသိမလား6 Pro player တွေမှမပေါ်တာဘူး ငါဒီလိုလည်းငါမလုပ်ချင်တော့ပါဘူးကွာတော့ပြန်ပြီးတော့ကောင်းရန်ကောင်းကြောင်ငါပဲငါတဝမ်းတကငါပဲငါရှာစားတောက်ချင်တော့ဒါပဲ ဒါပါတော့နော်လို့ရှိရင်ကလုံးလုံးမရဖြစ်သွားတဲ့ Tencent ကအဲ့မှာဒေါပွားသွားတယ်ကုမ္ပဏီကိုဆွဲလို့မရဘူးလားရတယ်လူကိုဆွဲမယ်ဆိုပြီးတော့ CEO ကိုရှန်ဟိုင်းတရားရုံးမှာတိုက်ရိုက်ဆွဲဒီတစ်ခါကျတော့ copy လုပ်လို့ဆွဲခံရတာမဟုတ်တော့ဘူး Tencent မှာအလုပ်လုပ်နေတော့ကလက်မှတ်ထိုးထားတဲ့ non compete agreement ပေါ့နော်တိုင်ဘတ်ကုမ္ပဏီမထောင်ပါဘူးဒဇင်မထောင်ပါဘူးဆိုတော့clause ပေါ့အဲ့ဒါကိုချိုးဖောက်ပါတယ်ဆိုပြီးတော့ဆွဲတာဆိုတော့ဒီဘက်က Tencent မှာဝန်ထမ်းလုပ်နေရင်းနဲ့မွန်ဒူးကိုထောင်တာဆိုတော့ဒီတစ်ခါကျတော့ Tencent ရဲ့လက်ခုပ်တွေကရေခစ်သွားရောဒီပွဲမှာကျတော့ Tencent ကနိုင်သွားတယ်2018ခုနှစ်မှာအဲ့ CEO ကိုဒေါ်လာ 2.9 million ယွမ်19.4 သန်းကျော်ပို့ကိုအမိန့်ချလိုက်တယ်ပါဆန်းတယ်လေဒီငွေမောက်လေးက Tencent အတွက်ကဘာမှမဟုတ်စဉ်းစားကြည့်လိုက်ရင် League of Legends ဆိုတာ globally အောင်မြင်နေတဲ့ game Tencent တို့အတွက်က 2.9 million လောက်အတွက်ကိုစကားထဲထဲတောင်တွက်တာမဟုတ်အရေးကြီးတဲ့အချက်ကဘာလဲဆိုတော့မွန်ဒုံးကိုဖြုတ်ချခြင်းတာအဲ့လိုမွန်ဒုံးကိုဖြုတ်ချဖို့အတွက်အလိုချင်ဆုံးလက်နက်ကြီးကိုရသွားတာ Tencent ကဒီတရားနိုင်တဲ့စာရွက်ကိုထောင်ပြပြီးတော့မွန်ဒုံးဆိုတာတရားမဝင်တဲ့ Bestech ကုမ္ပဏီကြီးသစ္စာဖောက်ကုမ္ပဏီကြီးဆိုပြီးတော့တစိမ့်ကပ်ပလိုက်တာမွန်ဒုံးကိုပထွေးမုံနေတဲ့ Tencent ကဒီ 2.9 million နိုင်တဲ့စာရွက်ကြီးကိုကင်ပြီးတော့မွန်ဒုံးရဲ့အရေးကြီးဆုံးဈေးကွက်အင်ဒိုနီးရှားမှာတွားမှွေတယ်မွန်ဒူးရဲ့အင်ဒိုနီးရှားပါတနာတွေကိုသတိပေးစာတွေလိုက်ပို့တယ်ခမည်းတော်နဲ့အလုံးလုံးနေတဲ့ကောင်က trade secret တွေခိုးပြီးတော့ထောင်ထားတာသူတို့နဲ့ပေါင်းရင်ခမည်းတော်လည်းအမှုပတ်နိုင်နေဆို